ကဲ同学တို့ဒီနေ့မနက်စာကိုဘာစားခဲ့လဲဟုတ်ပြီ老师ကတော့ဒီနေ့မနက်စာကိုနေပါအောင်စဉ်းစားလိုက်အောင်မယ်ဘာစားခဲ့လဲမှတ်မိပြီစီချက်ခောက်ဆွဲစားခဲ့တယ်ကဲဒီနေ့ရဲ့ခေါင်းစဉ်လေးကဘာလဲဆိုရင်တော့第七课 lesson 7喝牛奶不喝咖啡နွားနို့တော့တောက်မယ်တဲ့ coffee တော့မတောက်ပါဘူးတဲ့အမလေးကျဲပါဒီမှာနော်喝ကိုမှားရိုက်ထားတယ်同学တို့ရေပြီးကြမှာပြင်ပေးမယ်နော်ကဲဟုတ်ပြီဆိုတော့ကကြည့်ရအောင်ဘာအစားတောက်တွေသင်ရမလဲပထမဆုံးတစ်ခုက面包မော်ရီအညံပေါ်အောင်ပေါ面包是ပေါင်မုံဖြစ်ပါတယ်မနက်စာကိုတချို့ကြတော့ချိုလေးတွေအဲ့လို heavy စားရတာမစားရတာကြိုက်တဲ့စားရတာမကြိုက်တဲ့သူတွေရှိတယ်ဥပမာရှမ်းခေါက်ဆွဲတို့ထမင်းကြော်တို့ထမင်းတို့စားရတာမကြိုက်တဲ့သူတွေရှိတယ်ပေါ့နော်တချို့ကြတော့လည်းအဲ့လိုလေးစားတာကြိုက်တယ်တချို့ကြတော့လည်းပပလေးပဲကော်ဖီနဲ့ပေါင်မုံလေးပဲစားကြတယ်ပေါ့နော်ဆိုတော့ထုံးရွှေတို့ကရောဘယ်ထဲမှာပါလဲပြောခဲ့အောင်နော်နောက်ဆက်ကတော့မနက်စာကိုဒီချိုတွေမစားတတ်ဘူးပေါ့နော်ချိုမှာအီဂျာကွေးနဲ့လက်ဖက်ရည်တုတ်စားတာတွေပါမစားတတ်ဘူးအဲ့လိုမျိုးအငန့်အဆက်ကလေးတွေပေါ့နော်ပြည့်မနက်စာမှာမဟုတ်ပါဘူးဖြစ်နိုင်လို့ရှိရင်3ခုလုံး3နှလုံးအဲ့လိုပဲစားတာပေါ့နော်面包ပေါင်မုံနောက်ခါ鸡蛋鸡ဆိုတာကကြက်蛋ဆိုတာကဥပေါ့နော်အဲ့တော့鸡蛋ဆိုတော့ကြက်ဥပေါ့နောက်တစ်ခါ牛奶奶伊欧牛奶အိုင်း奶牛奶ဆိုတာကနွားနို့ကိုခေါ်တာပါ牛奶နွားနို့နောက်တစ်ခုက咖啡 coffee 可阿卡 for a face 咖啡 coffeeဒီမှာကျတော့တို့မနက်ခင်းကို coffee တစ်ခွက်နဲ့စားတဲ့သူပဲဖြစ်ဖြစ်လက်ဖက်ရည်နဲ့စားတဲ့သူပဲဖြစ်ဖြစ်ရှိလား对老师来说不太喜欢喝咖啡和茶ပြောရရင်တော့老师ကတော့ coffee နဲ့ဒီလက်ဖက်ရည်လေးတွေမနက်ခင်းတောက်လို့မရှိဘူးပေါ့နော်နောက်တစ်ခုက吃ဆိုတာစားတယ်吃一吃စားတယ်喝တောက်တယ်နော်ခုနတုန်းကတွဲမယ်ကြည့်吃နဲ့ဘာနဲ့တွဲမလဲဥမာပေါင်မုံနဲ့တွဲလိုက်မယ်吃面包ဆိုဘာဖြစ်သွားမှာလဲပေါင်မုံစားတယ်ဟုတ်ပြီအဲ့ဆို喝တောက်တယ်နွားနို့တောက်တယ်ဆိုဘယ်လိုဖြစ်သွားမှာလဲဟုတ်တာပေါ့喝牛奶ဖြစ်သွားမယ်နော်နွားနို့တောက်တယ်喝咖啡 coffee တောက်တယ်အဲ့လိုမျိုးလေးတွဲလို့ရတယ်နော်နောက်တစ်ခုကတော့နောက်ဆုံးတစ်ခုက早上就是မနက်ခင်း早上好မင်္ဂလာနံနက်ခင်းမှာပြောလို့ရတယ်နော်ဆိုတော့ကတို့အရှိမတင်ခဲ့တဲ့什么နဲ့တွဲကြည့်လိုက်မယ်吃什么喝什么ဘာစားမှလဲဘာတောက်မှလဲတွေ့လားအရင်ကသင်ခဲ့တဲ့စလုံးတွေလည်းအများကြီးပြန်ပြီးတော့တွဲလို့ရတယ်နော်ဒါဆိုတော့ negative လောက်မယ်အငင်းလောက်မယ်မစားဘူးမတောက်ဘူးပြောမယ်ဆို不吃မစားဘူး不喝မတောက်ဘူးအဲ့လိုပြောလို့ရတယ်နော်အဲ့တော့ coffee မတောက်ဘူးဆိုဘယ်လိုပြောမှာတော့不喝咖啡ပေါ့ coffee မတောက်ဘူးဆိုလို့ရှိရင်ဒါဆိုရင်မနက်ခင်းမှာ coffee မတောက်ဘူးဆိုပြီးတော့ sentence တစ်ကြောင်းလုံးဘယ်လိုလုပ်မှာလဲမနက်ခင်းဆို早上ပေါ့coffee မတောက်ဘူးဆိုတော့不喝咖啡ပေါ့မလီလွဲမလွဲဟုတ်တယ်နော်အဲ့တော့早上我不喝咖啡မနက်ခင်းကျွန်တော် coffee မတောက်ဘူးတွေ့လား sentence လေးတွေကိုအမျိုးမျိုးစဉ်းစားပြီးတော့အမျိုးမျိုးလုပ်ကြည့်လို့ရပါတယ်ဆိုတော့ကဒီတင်တဲ့ဟာယူပဲထိုင်ပြီးတော့မတင်နေပါနဲ့ကိုယ့်ကိုများများတွေးပါနော်Okay ဆိုတော့စာကြောင်းလေးတွေဖတ်မယ်နံပါတ်1က早上好မင်္ဂလာနံနက်ခင်းမှာ你喝什么你ဘာတောက်မှာလဲ我喝牛奶နွားနို့တောက်မယ်我不喝咖啡 coffee မတောက်ဘူးတဲ့ကဲအဲ့တော့အတန်လေးထွက်ပြီးတော့ဖတ်ကြည့်မယ်ဒီ read aloud ကို老师တစ်ခေါက်ဖတ်မယ်ထုံးဆွေတို့ကကိုယ့်ကို3ခေါက်လောက်ဖတ်ပါမယ်နော်面包鸡蛋牛奶咖啡吃什么吃面包不喝咖啡你吃什么我吃鸡蛋你喝什么我喝牛奶我不喝咖啡ဖတ်တာမြင်လားမြင်ရင်ဗီဒီယိုနေပြီးတော့ကြည့်လိုက်မနေ့တော့စကရက်ဆက်လိုက်တာဆိုပြီးတော့เนาะမရက်ဆက်နဲ့ရှင်တို့တွေကဗီဒီယိုတိုးရင်အရှိရင်မကြည့်ကြဘူးအမလေး
ဟုတ်ပြီအဲ့တော့တွေးမယ်ပြောမယ်စဉ်းစားမယ်老师ကចောင်းသားတွေကိုတင်တဲ့အခါမှာအဓိကအတွေးပိုင်းကိုအများကြီးဦးစားပေးပါတယ်ဘာဖြစ်လို့လဲဆိုတော့တွေးတတ်မှပြောတတ်မှပဲဖြစ်ပါတယ်မတွေးဘဲနဲ့ဒီတိုင်းပဲသွားမယ်ဆိုလို့ရှိရင်နောက်ကြလို့ရှိရင် level တွေဆက်တက်တဲ့အခါမှာသူပြောတာကိုနားလည်တယ်ပြန်မပြောတတ်ဘူးဆိုတဲ့ပြဿနာတွေကရှိလာရတာပဲဖြစ်ပါတယ်အစကတည်းက sentence state တိစောက်ပုံဒီဟာကိုဘယ်လိုပြောမလဲဆိုတာကိုတို့တွေးရပါမယ်ဒါမှတွေးတတ်ပြီးတော့ပြောတတ်လာမှာပါနော်ကဲအဲ့တော့ဒီစာကြောင်းလေးတွေကိုတရုပ်လို့ပြောကြည့်မယ်နော်ဒါလေးကအင်စာလေးပဲဖြစ်ပါတယ်အဲ့တော့ရှင်ကိုအင်စာလေးပြောပြရမယ်ဆိုတော့ထုံးချေတို့အင်စာတက်တဲ့အခါမှာအင်စာစာကြောင်းအင်စာပြောခိုင်းတဲ့စာကြောင်းဆိုပြီးတော့ခေါင်းစဉ်တက်ပြီးတော့အင်စာထပ်ပေးပါနော်ဒါမှလောက်ရှစ်ကတိမှာပါဟုတ်ပြီဒါဆိုလောက်ရှစ်နဲ့တို့စကားပြောလေ့ကျင့်မယ်နော်အဲ့တော့ကဲလောက်ရှစ်ကမေးမယ်你吃什么ထုံးချေရပုံလေးတွေကြည့်ပြီးပြန်ပြရမယ်ဒီမှာဆိုပါလဲတောင်မုံစားမယ်ကြက်ဥမှာအမားကြည့်ချစ်တာတော့ကြက်ဥမစားဘူးပေါ့အဲ့ဒါကိုတရုပ်လို့ပြောမယ်ကဲပြန်ပြော老师ပြန်မေးမယ်နော်你吃什么ဟုတ်ပြီ你喝丽丽你喝什么ဟုတ်ပြီပြောတတ်မယ်လို့ယုံကြည်တယ်ပြောတတ်အောင်လဲလေ့ကျင့်ပါOkay တော့ပါတယ်ဒီနေ့7 minutes စာ lesson ကလေးကိုအဆုံးထိသင်နိုင်တယ်เนาะ非常好Okay ဒါဆိုဘာသာပြန်မယ်ဒီဘာသာပြန်တာကလည်းအင်စာပဲဖြစ်ပါတယ်ဥပမာ早上好ဆိုရင် Good morning မင်္ဂလာနံနက်ခင်းပါเนาะ你吃什么နင်ဘာစားမှလဲကျန်တာတွေကကိုယ့်ဘာသာကိုဆက်ပြီးတော့ပြန်မှာဖြစ်ပါတယ်နောက်ရှိဘာလို့ပြန်မပြရတာလဲဆိုတော့ကိုယ့်ဘာသာကိုတွေးပြီးတော့ကိုယ့်ဘာသာကိုပြန်တက်စေခြင်းလို့ပဲဖြစ်ပါတယ်เนาะဒါကြောင့်မို့လို့တော့ရှိ guideline ပဲပေးမယ်ရအောင်ကိုယ့်ဘာသာကိုလှုပ်တက်တဲ့အကျင့်လေးကိုရသွားစေခြင်းလို့ပဲဖြစ်ပါတယ်နော်အဲ့တော့စလုံးလေးတွေရေးမယ်早上吃牛တဲ့早တလုံးနဲ့ဆိုရင်မနက်ခင်းဆိုတဲ့အဓိပ္ပာယ်ပေါ့နော်早တလုံးနဲ့ဆိုလို့ရှိရင်မနက်ခင်း上တလုံးနဲ့ဆိုလို့ရှိရင်အပေါ်ဆိုတဲ့အဓိပ္ပာယ်吃ဆိုစားတယ်ဆိုတဲ့အဓိပ္ပာယ်牛ဆိုလို့ရှိရင်နွားဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ခုန牛နိုင်မို့လား牛ဆိုတာကနွားနိုင်ဆိုတာကနို့အဲ့တော့牛နိုင်ဆိုတော့နွားနို့အဲ့တော့တို့တလုံးချင်းစီခွဲလိုက်ရင်牛တလုံးနဲ့ဆိုနွားဆိုတဲ့အဓိပ္ပာယ်အဲ့တော့早上吃牛တဲ့နက်ခင်းမှာနွားကြီးကိုစားမယ်တဲ့ဒါကတော့သူ့ရဲ့အဓိပ္ပာယ်ဟုတ်နော်ဟုတ်ပြီအဲ့တော့ဒါကိုရေးမယ်နော်တလုံးကိုခါတိုင်းလိုပဲတို့အင်စာဘာလို့ရမှာလဲဆိုရင်ဟုတ်လား9ချောင်းစီရေးမယ်ပေါ့နော်ဒါမှမဟုတ်လဲတမျက်နှာပေါ့နေတမျက်နှာလဲဘယ်သူမှမရေးကြပါဘူးကြည်တာနော်ရေးတဲ့လူလည်းတချို့တော့ရှိပါတယ်ဆိုတော့ကဲအတန်ထွက်လေးလေးချင်းမယ်老师တစ်ခေါက်ဆိုမယ်同学တို့3ခေါက်လောက်လိုက်ဆိုပါနော်知止止止吃吃吃吃诗诗诗诗日日日日足足足足叉叉叉叉蛇蛇蛇蛇如如如如ရမယ်နော်အင်စာခါတိုင်းလိုပဲ vocabulary ဖတ်ရမယ် sentence pattern တွေဖတ်ရမယ် pronunciation practice လို့ခေါ်ရဲဒီအကောင်ကိုဖတ်ရမယ်เนาะဂျဂျဂျချချချအဲ့ဒါဖတ်မယ်เนาะပြီး read aloud ဖတ်မယ် read aloud ကဘာလဲဒီကောင်เนาะအတန်လေးထွက်ပြီးတော့ဖတ်ရအောင်ဆိုတာက read aloud ကိုပြောတာပါအဲ့ဒါဖတ်မယ်เนาะပြီးရင်ဘာလဲပြီးလို့ရှိရင်เนาะဒီနေ့ရေးသွားတဲ့早上吃牛ကိုရေးမယ်เนาะပြီးရင် translation မှာပါတဲ့စာကြောင်းတွေကိုမြန်မြန်လို့ပြန်ပြီးတော့ voice message ပို့မယ်ပြီးတော့ဒီနေ့မှာထူးခြားတဲ့အင်စာကဘာထပ်ပါလဲဆိုရင်တွေးမယ်ပြောမယ်စဉ်းစားမယ်မှာတွေးမယ်ပြောမယ်စဉ်းစားမယ်မှာပါတဲ့စာကြောင်းတွေကိုမြန်မာလိုဘာသာပြန်ပြီးတော့တရုတ်လိုဘာသာပြန်ရမယ်ဟုတ်ပြီနော်မြန်မာလိုလည်းဘာသာပြန်ရမယ်တရုတ်လိုလည်းဘာသာပြန်ရမယ်စုံနေတာပဲနော်အင်စာတွေထည့်ပေးထားတာဟုတ်ပြီကဲအဲ့တော့အတန်းစင်းမယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့မယ်နော်再见